research paper တစ်စောင်တွေးလိုက်တဲ့အခါဘယ်ဟာစဖတ်ရမှမသိပဲကောင်းရှုပ်သွားဘူးလားစလုံးတွေကအများကြီးတွေးခေါ်တွေကရှုပ်ချက်ခတ်ပြီးတော့ပေါ့လူများစုလုပ်မိတဲ့အမှားတော့ပထမစာလုံးကနေအဆုံးထိတစ်လုံးမှမကြံလိုက်ဖက်လိုက်တာပါပဲတနိုင်လောက်ကြာတဲ့အခါဖတ်လို့တော့ပြီးသွားတယ်ဒါပေမဲ့ကောင်းထဲမှာဘာမှကြံမနေခဲ့ဘူးဒါပေမဲ့ပညာရှင်တယောက်ကတော့စာတမ်းတစ်ခုကိုဒီတိုင်းမဖတ်ဘူးခွဲခြမ်းစိတ်ဖြာပါတယ်သူတို့ကစလုံးတိုင်းကိုလိုက်ဖတ်နေတာမဟုတ်ဘူးအတိကတော့ paper တစ်ခုလုံးရဲ့ core argument ကိုပြင်ရှာတာပါပဲသူတို့က lens တစ်ခုကိုတောင်းတယ် mumble blue လိုမျိုးပဲပေါ့အရင်ဆုံး abstract ကိုဖတ်တယ်ပြီးတာနဲ့ conclusion ကိုတန်းသွားတယ်အစနဲ့အဆုံးကိုသိပြီဆိုမှ paper တစ်ခုလုံးရဲ့ argument flow ကိုပဲပုံဖော်တာပါဒီလိုတွေးခေါ်ပုံမျိုးလိုပဲမလိုအပ်တဲ့ information တွေကိုစစ်ထုတ်ပြီး core structure ကိုပဲအမြန်ဖမ်းယူတယ် the big picture ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ပါအဲ့လိုမြင်နိုင်စွမ်းကိုပေးတာတော့ Japan Lens ပါပဲဒါဒီ channel ရဲ့ mission နဲ့အသက်ပါဒါကြောင့်ဒီ channel ကို Japan Lens with Dr. Sai အဖြစ်နဲ့ပြန်လည် mix လိုက်တာဖြစ်ပါတယ် senior scholar အဖြစ်နဲ့ Japan academic entry strategy တွေကိုအဓိကထားဆွေးနွေးသွားပါမယ်ပြီးတော့ max application တစ်စောင်ကိုဘယ်လိုတည်ဆောက်မလဲဆိုတာတွေကိုစမ်းစစ်သွားမှာပါAnalyze channel မှာတော့ governance, development studies, economic policy တွေရဲ့ core function နဲ့ strategy တွေကို analyze လုပ်သွားမှာဖြစ်ပါတယ်။ Pillar တော့နှစ်ခုဆိုရင်မဲ့လဲ system ကတော့တစ်ခုတည်းပါပဲ။လေ့လာသူအဖြစ်ကနေ strategic ကြတွေးခေါ်သူတစ်ယောက်ဖြစ်လာဖို့ဖိတ်ခေါ်ချင်ပါတယ်။ Subscribe လုပ်ပြီးကျွန်တော်နဲ့ပူးပေါင်းလိုက်ပါ။ Welcome to Japan Lens. Japan Lens မှာကြိုဆိုပါတယ်